အားလုံးပဲမင်္ဂလာပါနော်ဒီကနေ့တင်ဆက်ပေးရှင်တဲ့အကြောင်းအရာကတော့နင်းချံမြို့သိမ်းတဲ့ပွဲကိုဆင်နွှဲတော့မှဆိုတဲ့အကြောင်းຫນွေဥဖုန်ကြီးတစ်ပါးပါတယ်ပြောခဲ့တယ်လေနင်းချံမြို့မှာခုဘလူတွေဖြစ်နေတယ်နဲ့နောက်ဆုံးရကိုစောဘုံရင်ကျောင်းလေးကိုတင်ဆက်ပေးတော်မူခဲ့ပါတယ်ဒီတော့ပထမဆုံးတဲ့နေ့နဲ့ຫນွေဥဆရာတော်ဦးမိခနာရဲ့ຫນွေဥဖုန်ကြီးတစ်ပါးရဲ့အကြောင်းကိုတင်ဆက်ပေးမှာပါတယ်အဲ့ဒီဖုန်ကြီးကဟိမဖိနဲ့ပတ်သက်ပြီးပါတယ်ပြောခဲ့တဲ့ဆိုအရင်ဆုံးပြည်ဦးလေးကိုကြည့်လိုက်ကြအောင်ပါဘောမတွေကဖုန်ကြီးအတုနဲ့အစ်စ်ကိုဘလို့ခွဲတယ်လဲဆိုရင်အကြမ်းဖက်တောင်းညမ်းသူမဲအောင်လှိုင်ဥဆောင်တဲ့စစ်တပ်ကိုထောက်ခံရင်ဘုံကြီးအစ်စ်တဲ့အကြမ်းဖက်တောင်းညမ်းသူမဲအောင်လှိုင်ကိုမထောက်ခံရင်ဘုံကြီးအတူတဲ့ဒီဆရာတော်ကပြောတာပါတယ်အကြမ်းဖက်အပေးထောက်ခံတဲ့သူတွေအားလုံးဘုံကြီးအတူလို့တတ်မှတ်ပြီးတော့အကြမ်းဖက်အမပေးတဲ့သူတွေကိုဘုံကြီးအစ်စ်လို့ပြောတဲ့နေရာမှာသူကလုံးဝမချင်တဲ့ပုံစံမျိုးမှရှိပါတယ်ဆိုတော့ပဲဆရာတော်ဖေရပဲဘုံကြီးမှာအကြမ်းဖက်တာကိုမလိုလားလို့တူရပါအတက်ကိုတက်ဖြတ်ဖို့ရည်ရွယ်ပြီးတိုက်တွန်းနေတဲ့ဖုန်ကြီးရတဲ့ဖုန်ကြီးအစိတ်မပေါက်ဒါကတော့တကယ်အမှန်မှဒီဖုန်ကြီးတွေလုံးဝအဆုံးရောက်နေတဲ့သူတယောက်ဖြစ်တယ်လို့တော်လန်နေအကြောင်းပြပြီးမြန်မာပြည်ကိုခက်လို့ဖြတ်စီတက်စီရတက်စီကြောင်းနေအမြဲတမ်းပြောနေပြီးတော့နိုင်ငံခြားမှာနေပြီးမြန်မာပြည်ကိုခက်နေတဲ့ဆရာတော်ဘာဖြစ်ပါလဲဒီဆရာနဲ့ပတ်သက်ပြီးတော့ပိတ်သက်ချီနေနဲ့ဘလူးချီလဲဆိုခမမမက်ခက်ပြကြပါဦးကျွန်တော်ရဲ့အမြင်ပြောမှဆိုတော့ဒီဆရာတော်က big nice ချွတ်တဲ့နေကိုပြောစီမှာဆရာတော်ရဲ့ဝိညာဉ်နဲ့မနီat the look ဒီတူရဲ့ကိုခဲလို့ရဖြက်စီကြောင်းနဲ့အမြဲတမ်းပြောနေတဲ့ဒီဖြတ်တပါလို့ is not လို့မြင်ပါနော်နောက်တဲ့ဘုကူထပ်ပြီးတိကျပေးစီမှာတဲ့ကတော့နင်းချမျိုးကိုဖြက်စီတော့မဲ့နင်းချမျိုးဖြက်စီအကြောင်းကိုပြောလာတဲ့ဘူမက်ခက်ကြောင့်ဖြစ်ပါတယ်ဆိုတော့ဘူမက်ခက်ပါလိပြောလဲဆိုတော့ to feel လေးကိုချစ်ကြအောင်နော်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့မြင်းချံပလက်တိုက်က MB တက်ဖွဲ့ရဲ့ကောင်းဆောင်ဘူမိုက်ခဲပဲဖြစ်ပါတယ်အခုကျွန်တော်တို့ဒေါ်လာမိဘပြည်သူတွေကိုပြောချင်တာကတော့ကျွန်တော်တို့ဒီကြားမဲတွေအနေနဲ့ချင်းပြည်နယ်မှာကျွန်တော်တို့ plan မျိုးသိန်းတိုက်ပွဲကိုကျွန်တော်တို့စစ်ကြောင်းနှစ်ကြောင်းနဲ့ပူးပေါင်းပါဝင်ပြီးတော့ချင်းပြည်နယ် plan မျိုးသိန်းတိုက်ပွဲကိုတိုင်နိုင်ခဲ့ဖြစ်ပါတယ်လက်ရှိမှာလည်းကျွန်တော်တို့ကြားမဲတွေအနေနဲ့တိုင်းသားကြီးအောင်ဘက်မှာမျိုးသိန်းတိုက်ပွဲတွေကိုကျွန်တော်တို့တွေစစ်ကြောင်းတွေအခုဆေးလွတ်ပြီးတော့ဆင်နွှဲနေရတွေရှိပါတယ်နောက်ထပ်လည်းဖော်ပြလို့မရတဲ့စစ်စင်ရေးတွေမှာပူပေါင်းပါဝင်တိုက်ခိုက်နေရတွေရှိပါတယ်ဒါပေမဲ့အခုချိန်မှာတော့ကျွန်တော်တို့အညာဒေသမှာအညာသားတွေဥဆောင်ပြီးတော့ကျွန်တော်တို့ကြားမဲတက်တွေဥဆောင်ပြီးတော့ကျွန်တော်တို့မျိုးသိန်းတိုက်ပွဲတွေကိုဖော်ဆောင်ရမယ့်အချိန်ရောက်ပြီပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အညာမှာမျိုးသိန်းတိုက်ပွဲတွေဖော်ဆောင်နိုင်မှုအတွက်ကျွန်တော်တို့အဓိကလိုအပ်နေတယ်ပေါ့နော်လက်နက်ခဲယမ်း equipment တွေအတွက်ကျွန်တော်တို့ကြားမဲကွန်မန်ဒိုတွေအတွက်ကျွန်တော်တို့အဓိကပေါ့နော်စင်မြန်းမှုအတွက်ပေါ့နော်ကျွန်တော်တို့တွေဒီ3900ပေါ့နော်ကျွန်တော်တို့ကမ်ပိန်းခေါ်ယူမှာဖြစ်ပါတယ်ကမ်ပိန်းရဲ့ခေါင်းစဉ်နာမည်ကတော့ကျွန်တော်တို့တွေကြားမဲဟိန်းတန်မြို့သူညံဆိုပြီးတော့ဖြစ်ပါတယ်အဓိကအဖြစ်ပေါ့နော်ကျွန်တော်တို့မှာလက်နက်ခဲယမ်းစက်ရုံတွေမရှိပါဘူးဒါကြောင့်မလို့ဒေါ်လာမိဘပြည်သူတွေရဲ့ထောက်ပံ့ငွေနဲ့ပဲကျွန်တော်တို့တွေဒီလက်နက်ခဲယမ်းလိုအပ်တဲ့စစ်ဝတ်တာတွေဝယ်ယူရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီအညာမှာပေါ့နော်အညာသားတွေဥဆောင်ပြီးတော့ပေါ့နော်တိုက်ခိုက်သိမ်းပိုက်မဲ့ပေါ့နော်ကျွန်တော်တို့တွေမြို့သိမ်းတိုက်ပွဲတွေမှာဒေါ်လာမိဘပြည်သူတွေအနေနဲ့တူးချင်းစီအနေနဲ့ပူပေါင်းပါဝင်ကူညီထောက်ပံ့ပေးကြဖို့ပဲအထူးပင်မေတ္တာရက်ခံရပါတယ်ခင်ဗျကျွန်တော်တို့ MPD တပ်ဖွဲ့အနေနဲ့လည်းကျွန်တော်တို့တွေစစ်အာဏာရှင်စနစ်နဲ့ကွာအာဏာရှင်စနစ်ချုပ်ငြိမ်းတဲ့အထိကျွန်တော်တို့တွေဒေါ်လာမိဘပြည်သူတွေနဲ့အတူတူပူပေါင်းပါဝင်တိုက်ခိုက်မယ်ဆိုတာကိုကျွန်တော်တို့တွေဒီနေရာကနေပြီးတော့လည်းဂရုသစ္စာပြုပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျဘူမက်ခက်ပါတယ်ပြောတော့လဲဆိုစေလူအတီအညာမှာရှိတဲ့မင်းညာကိုစပြီးတော့မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲတော့မယ်ပြောချင်တဲ့တိတ်ပြန်နင်းချံမျိုးကိုခက်စီးတော့မယ်ဆိုတဲ့ရွေးချက်ပါပဲနောက်ဆုံးတော့လည်းပါလို့တာလဲပိန်း9000ဆိုတဲ့ပုံစံနဲ့အလူခန့်ဖွက်ခောက်တာပဲဖြစ်ပါတယ်အဲဒီတော့ကျွန်တော်ပြောချင်တာကမြန်မာပြည်သူတီတာတွေကျွန်တော်တို့တိကအညာမှာရှိနေတူတွေအားလုံးဒီဟိုတိုင်းဒီကိုခက်စီးမဲ့အရာဟာတွေအားလုံးကိုကျွန်တော်တို့အညာပြည်သူတီတာတွေမှာပါမြန်မာပြည်မှာရှိနေတူတွေအားလုံးဘလူးနီးနဲ့မှလက်ခံစရာတောင်းရှိကိုခက်စီပါတယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာအဲ့လိုမျိုးဒီပြည့်မဲ့သူတွေရောက်လာပြီးနေစရာကိုအကြောင်းကြားပြီးတော့ကိုယ့်ရဲ့ data ကိုအများဆုံးကာကွယ်ဖို့လိုပတ်လို့ခုလိုမျိုးချမ်ပတ်အပင်းနေတဲ့သူတွေရှိနေတဲ့သူတွေကိုလည်းမြင်မှရအောင်အများဆုံးကြောက်ခဲ့တဲ့မှာလေအချမ်ပတ်သမားတွေကိုအပေးထောက်ခံချတဲ့မြန်မာတီတူ data တွေကိုခက်စီချအဓိကတော့ကိုယ့်ရဲ့ data ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုခက်စီရရောက်ပါတယ်အခုပဲသူပြောတော့လို့ head mic ဘုမခက်ပါပြောတော့တဲ့ဆိုလို့ရှိရင်တူတင် new group type မြို့သိမ်းတိုက်ပွဲလို့မင်းချံမျိုးကိုစပြီးတော့မြို့သိမ်းတိုက်ပွဲတွေစဆင်နုံမဲဆိုရနင်းချံမျိုးကိုစပြီးချက်စီတော့ဝမဲလို့ချင်တာနဲ့ထူပါပဲဘလို့ဝင်ပြောတော့နော်လေလို့ရမှလို့တေးတီမျိုးအချမ်းဘက်ကိုလုံးဝအပေးထားမျိုးမလို့တင်ပါဘူးကျွန်တော်ကိုရလည်းအချမ်းဘက်ကိုပဲတော့ခါမှမလို့တော့ပဲတော့မှလည်းအပေးမှုတွေမလုပ်ခဲ့ပါဘူးအဲ့တော့နောက်ဆုံး through တွေအချမ်းဘက်ဒီဖြတ်တီအတေးရဲ့ log on လေးပုံစံတိုင်းမဲ့နောက်ဆုံးတော့ခွက်ခောက်ပြီးတော့အလူခနာရပါတယ်
ကူကြားတော့အတိုင်းပဲနော်သူဆိုလို့ရှိရင်ပိုင်းခွန်ထောင်ဆိုတဲ့ပတ်သက်နေတူဟာတေခွန်ထောင်ဆိုတာနော်အရင်များရဲ့အနေထားတစ်ခုပါမြမတိမှာဘလို့ဒုက္ခရောက်နေဆိုတာကိုမသိတာလားဒါမှမဟုတ်မြမတိကိုခက်ဖို့တခုရဲ့အာယုံဆိုင်နေသလားဒါမှမဟုတ်ရင်မြမတိကိုခက်မဲ့ဆိုပြီးတော်နိုင်ကောင်းနေအကနေပြီးလို့စားနေရလားဆိုတာတော့ယူချီမင်းတို့အနေနဲ့ကိုယ့်ရဲ့အနေလေးကိုတစ်ခုချက်ချင်းပြရပါတယ်ဒါဒီမှာကိုတပ်ပြီးတော့တင်ကြပေးစီမှာဒါကတော့တော်ရည်ဒီအောင်မတော်ရည်အောင်ငါပတ်သက်ပြီးတော့သူဘလူးတွေပြောထားတဲ့ဘလူးတွေထွေးကြော်တဲ့ဆိုစနရုံနေနဲ့ပြီးတော့လေးကိုတပ်ပြပေးမှာပါတယ်မြင်နေနော်တမောင်းနဲ့ဒီလိုရက်မယ်ဒီလိုတုတ်ကျိုးလေးတွေလုံးမယ်ပြီးတော့တောင်းလေးရက်မယ်နော်ရုံမလုံးနဲ့မှန်ကန်လုံးမယ်မဟုတ်လို့ကတော့တမောင်းနဲ့ပြင်ပလိုက်လို့တောင်းဘဝကိုချက်ချင်းပြောင်းသွားမယ်နော်ဟုတ်ပါဒါပါတော့တော်ရည်ဒီအောင်စပါတော်ရည်ဒီအောင်ငါတော့နုံခဲလာတာကျွန်တော်တို့ဒီပဲရင်မှာစစ်တော်တဲ့ဖြစ်စီမှာဘာလို့လဲမဝနေပြီးတော့ဆာမောက်တွေဖွင့်ပြီးတော့ရှင်းနေပါရတော့စပွန်ရယ်ကိုကြော်တော့တော်ရည်ကြုံဖြစ်ပါတယ်ပါတယ်ကြောလို့ပါတယ်ခင်မလဲမသိပါဘူးတရားပေမဲ့သူတည်တဲ့အရာတော့ဒီအမျိုးဖြစ်နေတဲ့အရာမှာသူရက်တဲ့တွေမှာကျူကွဲစားတဲ့ကျူနေပြီးတတိဖိနေမနီမတော့ဘူးဆိုတဲ့အရာဘူးရှားပြတည်ရတဲ့ပါတယ်နေတော့ PDL လူငယ်အလုံးကိုလက်ကျော်ရှင်ပါတယ်ကိုယ့်ရဲ့ data ကိုယ့်ရဲ့တိုင်းဒီကိုခက်စီမဲ့အစားကိုယ့်ရဲ့တိုင်းဒီကိုကောင်းရကောင်းကျိုးတဲ့အများဆုံးလုံးနိုင်ပါစေလို့ကျွန်တော်တိုက်တွန်းရှင်ပါတယ်အားကောတော့မြင့်ချက်ပြည်သူစစ်ချာမှာမြင့်ချက်ပြည်သူစစ်မှာတော့ပြည်သူစစ်တွေအနေနဲ့သူတို့ရဲ့အချမ်းဖက်လောက်ကောင်တွေကိုဘလို့ရှင်းထုတ်နိုင်ခဲ့ရဲဆိုတာနော်ဒီယိုနဲ့တူချပြပေးမှတ်ပါတယ်ဒီလိုလေးကိုရင်ဆုံးချလိုက်ကြအောင်နော်ဒါကတော့မင်းကျန်ပြည်သူစစ်ဖွဲ့ဖြစ်ပါတယ်မင်းရဲ့ပြည်သူစစ်ဆိုရင်အချမ်းဖတ်တောင်းညံတူတွေနဲ့တပ်ပွဲတစ်ခုဖြစ်ပွားတဲ့နေရာမှာ PDF တဲ့အတုံးပြီးတော့ drone ကိုမင်းကျန်ပြည်သူစစ်ကပစ်ချနိုင်ခဲ့တဲ့ video မတန်တစ်ခုပါပဲဆိုတော့ဒီလိုမျိုးပြည်သူစစ်တွေအများကြီးပေါ်ထွန်းလာတာစနော်တို့တီဘူးတစ်ဖက်သက်ကနေပြီးတော့ကကွယ်ပေးရချရပါတယ်အဲဒီတော့ပြည်သူစစ်တွေကိုနော်ရီတနင်္လာနေ့လောက်ထောက်ပံ့ပေးရမှာဖြစ်တယ်လို့အချမ်းဖတ်တွေရှိတဲ့နေရာကိုခုလိုမျိုးစိုက်ပွဲစင်ရနေမှာနေရအောင်ဝယ်ရပါစစ်နော်ကဆူတောင်းပြန်ဖြစ်ပါတယ်ခုနဆိုရတဲ့တင်ကိုပြောစီမာရတာကတော့ကိုစပွင့်တဲ့မှာကိုစပွင့်ကတော့900နဲ့နော်လို့မူဖွတ်ခနာရတယ်လို့သိရပါတယ်ဘာရငါတကယ်လို့မူဖွတ်ခနာရတိဆိုင်နော်ကိုစပွင့်နေနဲ့ဥပထောင်မှုပို့ပြီးတော့စစ်စစ်မြင်မြမှုတွေဒီလိုမျိုးဆက်လက်ပြီးတော့ခရဝဲပါတယ်အလုံးဒီနေ့တက်ထရင်းရတော့ပါပဲညီမတီတူတီတာအပေါင်းကိုစိတ်တပြချက်မှချနာပါလေ